မခုဝတ္တနာစီယုံကြီးကို Victory Monument ထိုင်းဘာသာစကားနဲ့ဆိုရင်တော့အနုစာဝါရီကနေဘတ်စကားစီးပြီးဘယ်လိုလာရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့အနုစာဝါရီလို့ခေါ်တဲ့ Victory Monument ပဲဖြစ်ပါတယ်။ Victory Monument ရဲ့ဖက်ဖို့ယူတင်ဆိုင်မှာရှိရဲ့ဘတ်စကားနံပါတ်166 Government Complex လို့ရေးထားတဲ့ကားကိုစီးရမှာဖြစ်ပါတယ်။အဲ့ဒီအပြင် 1-7E လို့ရေးထားတဲ့ကားကိုတွေ့ရင်လည်း Big C ချန်ဝန္ထနာလို့ပြောပြီးစီးလို့ရပါတယ်။ကားကအနေနဲ့လူတစ်ယောက်ကို25ဘတ်ခန့်သာကျတင်မှာဖြစ်ပါတယ်။ Big C ချန်ဝန္ထနာကိုရောက်ရင်တော့မတ်တိုင်ကနေပြီးအပေါ်ကိုမော့ကြည့်လိုက်တာနဲ့အမြင့်ဆုံးအဆောက်အဦဖြစ်တဲ့စီးရုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်။စီးရုံရဲ့ဝင်ပေါက်မှာပန်းရောင်ရှိရဲ့ဂျမ်ဘိုဟိုတယ်ကိုပထမဆုံးတွေ့ရမှာဖြစ်ပါတယ်။ဟိုတယ်ကိုကြော်လာလိုက်တာနဲ့မခိုးဝထနာစီယုံကြီးကိုရောက်ရှိမှာဖြစ်ပြီးစီးရုံရဲ့ building 3 second floor မှာရှိရဲ့ကျမတို့ရဲ့ IRC ရုံးကိုဝင်လာလိုက်ရုံပါပဲရှင်။ IRC ကတင့်ကိုစောင့်ကြို quality of care you can trust